Hello ဒီနေ့ကတော့ homemade pizza လေးလုပ်စားမှာဖြစ်ပါတယ်ပထမဆုံးလုပ်စားမှာဖြစ်လို့အလွယ်လေးတွေတော့ပါနိုင်တာပေါ့နော်အဓိကပါဝင်ပစ္စည်းလေးတွေကတော့ပါမုန့်ရဲ့နွားနို့ကြက်ဥထောပတ်နဲ့ chili sauce tomato sauce နဲ့ mozzarella cheese လေးတွေကိုတုံးထားပါတယ်ပထမဦးဆုံးပါမုန့်လေးတွေကိုဗေဒါလေးတွေဖယ်ပြီးတော့တေးသေးလေးတွေညှက်ထားပေးပါမယ်ညှက်ထားတဲ့ပါမုန့်လေးတွေထဲမှာနွားနို့ထည့်ပြီးတော့အနှစ်ဖြစ်သွားတဲ့အထိမှွေပေးပါမယ်ပြီးရင်တော့ကြက်ဥတစ်လုံးဖောက်ထည့်ပြီးတော့ဆက်မှွေပေးပါမယ်ကိုလိုချင်တဲ့အနေထားလေးရောက်သွားတဲ့အထိနယ်ပေးပြီးရင်တော့ထောပတ်တုပ်လိမ့်ထားတဲ့ပကံလေးထဲမှာထည့်ပြီးဖြန့်ပေးပါမယ်ပြီးရင်တော့ချက်ဖို့ရှာမဲ့ပစ္စည်းလေးတွေကိုအရင်ပေါင်းထည့်ပေးပါမယ်ဒီနေရာမှာကြက်ဝက်ပစွန်ကြိုင်နှစ်တရာထည့်လို့ရပါတယ်ကိုကတော့အာလူတုံးထားပါတယ်အာလူလေးတွေကိုနေရာဖြန့်ပြီးတော့ထည့်ပေးပြီးသွားရင်တော့အပူချိန်600ဝတ်နဲ့3မိနစ်စပေးပါမယ်3မိနစ်ပြည့်သွားရင်တော့ပါမုန့်နဲ့ကြက်ဥသားလေးတွေကတော့ကျက်သွားပါပြီအာလူကတော့အနည်းငယ်ကျက်ဖို့ကြံပါမယ်ဒီချိန်မှာကြက်သွန်နီနဲ့ mozzarella cheese လေးတွေကိုထည့်ပေးပါမယ် cheese လေးတွေကတော့ကြိုက်တယ်ဆိုရင်များများထည့်ပေးလို့ရပါတယ်ကိုနဲ့တဲ့တယ်ဆိုရင်တော့များများထည့်ပေးလို့ရပါတယ်နည်းနည်းလေးတော့ကိုကတော့နည်းနည်း short ထည့်ထားတယ်ပေါ့နော်ပြီးရင်တော့ငုံဦးနဲ့ကြက်သွန်မဲကိုအဓိကတုံးသွားပါမယ်chili sauce နဲ့ tomato sauce လေးကိုနည်းနည်းထည့်ပေးပါမယ်ဒီနေရာမှာဇွန်းလေးနဲ့နည်းနည်းလိုက်ထည့်ဖို့အဆင်ပြေတယ်ပေါ့နော် first time ဖြစ်နေတော့နည်းနည်းရုပ်ဆူပန်းဆိုးတော့ဖြစ်သွားတယ်ဒါပေမဲ့စားလို့ကောင်းပါတယ်ငုံနဲ့ကြက်သွန်မိတ်လေးတွေထည့်ပြီးရင်တော့9မိနစ်အပူပေးပါမယ်9မိနစ်ပြည့်သွားရင်တော့ရုပ်ဆိုးပေမဲ့စားလို့ကောင်းတဲ့ပီဇာလေးရပါပြီ homemade ပီဇာလေးလုပ်စားမယ်ဆိုရင်ဒီနည်းလေးကိုသုံးကြည့်လို့ရတယ်နော်ကိုကတော့မနက်စာအနေနဲ့နွားနို့လေးနဲ့စားဖြစ်ပါတယ်အပေါ်ကနေပြီးတော့ mozzarella cheese လေးတွေထပ်ထည့်ပြီးတော့နောက်ထပ်2မိနစ်လောက်အပူပေးမယ်ဆိုရင်တော့အခုလိုမျိုးဆွဲလိုက်ရင်အမြင်လေးတွေတန်းနေတဲ့ homemade ပီဇာလေးရမှာဖြစ်ပါတယ်ရန်ကုန်စားလို့ကောင်းတဲ့ homemade ပီဇာလေးရပါပြီအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ် bye bye